ကျွန်တော်နာမည်ကတော့ရဲဝင်းထက်ပါကျွန်တော်အသက်20ရှိပါပြီ ဒီကနေ့ပြလို့ပါရောပါရှိလို့ဒီစီရမှာပြတာလို့ ဟုတ်ပိုင်းနာလာတယ်ပေါ့ပိုင်းနာလာအစားတော့ရိုးရိုးပိုင်းနာတယ်လို့ပဲထင်တာရမယ်အရန်နာလာတယ်တော့ကြောင့်မလို့ဆေးရောလာပြပြတာ ဒီစပြည့်ရဲ့ hospital လေးတဲ့ဘယ်လိုလုပ်တော့ပြရလဲ Google ကနေပြီးတော့ hospital ရော review တွေလိုက်ရှာရင်းနဲ့မှဒီ hospital ကိုတွေ့ရ ဒီစီရောဘယ်လိုစိတ်ကြင်မှုများရှိလဲဆင် အကုန်လုံး perfect ပါအကုန်လုံးကောင်းပါတယ်ဘာမှပြောစရာမရှိပါဘူးဟုတ်ပါ အခုနေနဲ့ဒီစီရောဘောတော့အမစိတ်ဆန္ဒမှာဘောတော့ဘယ်မှာလာရှိသေးချင်လဲ Okay all the time